ဒီလိုနဲ့သူမဟာဘာကြီးတော်ရှိရထန်ဈေးကူတာဖို့ထွက်သွားပါတော့တယ်။သူမထွက်သွားတာကိုဘယင်ဖြစ်သူကအနောက်ကဝမ်းနေပြီးကြည့်နေပါတယ်။အဲ့ဒီချိန်မူးမဖြစ်သူကသူမဘယင်အတွက်ရေးပေးထားတဲ့စာကိုပေးအပ်ခဲ့ပါတယ်။စာထဲမှာရေးထားတာကတော့ဘယင်မင်းကြီးကိုကောင်းကောင်းစားကောင်းကောင်းအိပ်ဖို့နဲ့ကျမ်းမာရေးဂရုစိုက်ဖို့မှာကြားထားတာပဲဖြစ်ပါတယ်။အဲ့ဒီချိန်ဘယင်ကြီးကအော်သူ့စိတ်ထဲမှာငါရှိသေးတာပဲလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့လည်းရှေ့တန်းတနေရာမှာတော့တခြားတိုင်းပြည်ကမင်းသားလေးတစ်ပါးဟာတိုင်းလင်းခရိုင်ကစစ်တီတွေယောဂပြန့်ပွားမှုကြောင့်တည်ကြည်သွားရင်သူတို့တိမ်ပိုက်ဖို့ကြံစီထားကြပါတယ်။ဒါပေမဲ့လည်းစစ်တီတော်တော်များများဟာမိဖုရားကြီးရဲ့လာရောက်ကူတာမှုကြောင့်ယောဂပျောက်ကင်းသွားပြီကိုတီးလိုက်ရတဲ့အခါမှာတော့သူတို့ဟာမိဖုရားကြီးကိုအရင်တက်ဖြတ်ရန်အစီအစဉ်ပြောင်းလိုက်ပါတယ်။အဲနောက်သူမဟာယောဂဖြစ်တဲ့ဦးကြီးတော်ကိုလည်းပျောက်ကင်းအောင်တေချာကူတာနိုင်ခဲ့တာပဲဖြစ်ပါတယ်။ဦးကြီးတော်ကလည်းသူမကိုဒီတစ်ခါရဲ့ဆိုနင်းကငါရဲ့အသက်ကို2ကြိမ်တောင်ကယ်တင်ခဲ့ဖူးတယ်လို့ပြောကြားတဲ့အခါမှာတော့သူမကနှစ်ခါတောင်ကယ်တင်ခဲ့ရလားလို့ပြောကြားခဲ့ပါတယ်။အဲ့ချိန်မှာဦးကြီးတော်ကနင်းတစ်ချိန်လုံးကနင်းရငါရဲ့ဆက်ဆံရေးအရန်တီးချင်ခဲ့တယ်မလား။ငါအခုပြောပြမယ်နင်းရငါရဲ့ဆက်ဆံရေးကအရန်ထူးဆန်းတယ်။တကယ်တမ်းတော့ငါတို့နှစ်ယောက်ကဆရာဝန်နဲ့လူနာဆက်ဆံရေးပဲဟုတ်တယ်။ငါရဲ့အသက်ကိုကယ်ခဲ့ပြီးတဲ့နောက်မှာတော့ကြည်လင်ချာငါနဲ့အသက်ကိုကယ်ခဲ့တာဟုတ်လို့နင်းအသက်ကိုငါပိုင်နေနော်အဲ့ဒါကြောင့်နင်းကောင်းကောင်းအသက်ရှင်ရမယ်ဆိုပြီးသူမကပြောကြားခဲ့ပါတယ်အဲ့ဒီချိန်ဗကြီးတော်ကလည်းသူ့ရဲ့ဘိုးဘွားပိုင်အမွေအနှစ်ဖြစ်တဲ့လက်ကောက်ကိုလက်ဆောင်အဖြစ်ပြန်လဲပေးအပ်ခဲ့ပါတယ်အဲ့ဒီနောက်တော့သူမဟာစေကူတရန်ထွက်ခွာသွားခဲ့ပါတော့တယ်တဖန်နန်းတွင်ထဲမှာလည်းသူမစိုက်တဲ့ဂျုံတွေအားလုံးမီးလောင်ပြာကျသွားခဲ့ပါတယ်ဒါဟာအကြောင်းမဲ့တက်တော့မဟုတ်ပဲတယောက်ယောက်ကမီးရှို့သွားခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ရှင်ဘုရင်ကြီးကတော့ဒါကိုတေချာစုံစမ်းဖို့အမိန့်ပေးခဲ့ပါတယ်။မိဖုရားငယ်ဖြစ်သူကလည်းရှေ့တန်းရောက်တဲ့မိဖုရားကြီးကလာရောက်မီးရှို့သွားတာလို့ထင်မြင်နေခဲ့ပါတယ်။ဒီလိုနဲ့သူမရဲ့အစီခံတို့ဟာအောင်မြင်စွာစီကူတာပြီးလေယာစိုက်ပျိုးရေးပြုလုပ်ရန်ထွက်သွားတဲ့အခါမှာတော့လမ်းမှာသူမကိုတပ်ဖို့တခြားတိုင်းပြည်ကမင်းသားလေးကအစင်တစ်ဆောက်နေပါတယ်။အဲ့ဒီနောက်သူမကိုမြင်တွေ့လိုက်ရတဲ့အခါမှာတော့မျက်လုံးပြူသွားပါတယ်။တကယ်တမ်းမှာသူမဟာသူ့အသက်ကိုကယ်ဖူးယုံတယ်မကဘူး။သူ့ကိုပါတာဝန်ယူမယ်ဆိုပြီးကြောက်စိမ်းဆွဲပြားလေးပေးခဲ့တာပဲဖြစ်ပါတယ်။သူမကတော့မမီတော့ဘူးသူမမှာအိမ်ထောင်ရှိပြီးပြောတော့အခါအဲ့ဒီကြောက်စိမ်းဆွဲပြားကိုထုတ်ပြပြီးသူမနောက်တကောက်ကောက်လိုက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။မလွဲတာတဲ့အဆုံးတော့သူမလည်းအကူကြီးလိုတဲ့ချိန်အဖော်ရတယ်ဆိုပြီးခေါ်သွားခဲ့ပါတယ်။ဒီတည်င်းကိုကြားသိလိုက်ရတဲ့ဘုရင်ကြီးဟာချက်ချင်းရုပ်ဖြတ်ပြီးသူမနောက်လိုက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီနောက်သူမလာရလမ်းမှာသွေးအမီတတိလက်ဟန်ဆောင်ခဲ့ပါတယ်။သူမကလည်းစေကူတာပေးရန်ခေါ်ဆောင်သွားခဲ့ပါတယ်။ဒီလိုနဲ့သူမဟာဘုရင်ကြီးကိုစေကူတာပေးခဲ့ပါတယ်။ဒါပေမဲ့လည်းမင်းသားလေးနဲ့ဘုရင်ကြီးကတော့အချင်းချင်းမနာလိုမှုတွေပြည့်နှက်နေပါတယ်။တယောက်နဲ့တယောက်ကိုတက်နိုင်တဲ့နီလန်းနဲ့သူမစီကအချစ်တွေရယူဖို့ကြိုးစားနေခဲ့ပါတယ်။တရက်မှာသူမဟာရှင်ဘုရင်ကြီးအကြောင်းစဉ်းစားရင်အရက်တောက်နေခဲ့ပါတယ်။ဒီလိုနဲ့အိမ်ပြန်လာဖို့လုပ်ရင်ချော်လဲသွားတဲ့အခါမှာတော့ရှင်ဘုရင်ကြီးကဝင်ရောက်ပွေ့ဖက်ပေးခဲ့ပါတယ်။အဲဒီနောက်ရှင်ဘုရင်ကြီးကမူးနေတဲ့သူမကိုပွေ့ချပြီးအဆောင်ထဲသို့ခေါ်သွားခဲ့ပါတယ်။သူမကလည်းသူမအပေါ်တစ်ခုခုလုံးမှစိုးရိမ်တာကြောင့်နှာခမ်းကိုတုပ်ပေးဟန်ဆောင်ပြီးမေ့စေးခတ်ပေးလိုက်ပါတယ်။အဲဒီနောက်တော့ရှင်ဘုရင်မေ့မျောသွားပါတော့တယ်။တရက်မှာမင်းသားလေးဖြစ်သူကသူမကိုသူပြင်ဆင်ထားပြီးတဲ့မုံများကျွေးပြီးလူလင်ရောငါနဲ့တဘောကြတာအရန်ကြပြီးငါနဲ့အတူတူငါတို့တိုင်းမိလိုက်ခဲ့ပြီးမိဖုရားကြီးလောက်ပါလားလို့ချစ်ခွင့်ပန်ခဲ့ပါတယ်အဲ့ဒီချိန်မှာသူမကတော့ကျမမှာအမျိုးသားရှိပြီးသားဟုတ်တယ်ကျမမိဖုရားလုံးဝမလုပ်ချင်ဘူးတခြားတယောက်ကိုပဲရှာလိုက်တော့ဆိုပြီးပြောကြားခဲ့ပါတယ်အဲ့ဒီနောက်တော့သူမထွက်သွားပါတော့တယ်အဲ့ဒီချိန်မှာတော့ဘေးနာလေးကခိုးနားထောင်နေတဲ့ရုပ်ဖြတ်ထားတဲ့ဘုရင်ကြီးကနင်းမှာယောက်ျားရှိတယ်ဆိုဘာကြောင့်အခုချိန်ထိမတွေ့တာလဲလို့ပြောတဲ့အခါမှာတော့သူမကငါခင်မုန်းကအရန်အလုံများတယ်သူကပတ်စံတက်ရှာနေတော့လေနေရာခွဲနေရတာဘောလို့ပြောကြားခဲ့ပါတယ်အဲ့ဒီနောက်ဘုရင်ကြီးပေးထားတော့ကြောက်စိမ်ဆွဲပြားကိုထုတ်ကင်ပြီးငါယောက်ျားပေးထားတဲ့လက်ဆောင်လေးတတိယလိုက်တာလို့ပြောကြားတဲ့အခါမှာတော့ဘုရင်ကြီးကအရှိဖက်ကိုတိုးလာကသူကနင့်အတွက်တကယ်ပဲအရေးပါလို့လားလို့ပြန်လည်ပြောကြားခဲ့ပါတယ်။အဲ့ဒီနောက်တော့သူမကဘုရင်ကြီးရုပ်ဖြတ်ထားမှသိရှိသွားခဲ့ပါတယ်။
အဲနောက်သူမရဲ့လေယာကုံတွေရဲ့အတင်းကြီးကိုမင်းကြီးနဲ့အတူပူးပေါင်းဆောင်ရွက်ရန်ကြံစီခဲ့ပါတယ်အဲ့ဒီချိန်မင်းသားလေးရုတ်တရက်ရောက်လာပြီးသူမလုံမဲ့လေယာကုံတွေရဲ့အတင်းကိုနန်းတော်ကအာနာရှိသူတယောက်ကနေပြီးမှဖျက်သိမ်းဖို့လှုံ့ဆော်ထားတယ်လို့တီးလိုက်ရပါတယ်အဲ့ဒီချိန်မှာသူမကဒါဘယ်သူလောက်တာတော့မိဖျားငယ်လောက်တာလားဒါပေမဲ့မိဖျားငယ်မှာအလောက်လုံနိုင်တဲ့အာနာမရှိဘူးဆိုပြီးစဉ်းစားနေခဲ့ပါတယ်အဲ့ဒီချိန်မှာရုတ်တရက်အစီခံမဖြစ်သူရောက်လာပြီးဘယင်ကြီးထွက်သွားပြီထင်တယ်လို့ပြောကြားခဲ့ပါတယ်အဲ့ဒီနောက်သူမဟာဘယင်ကြီးရှိရာအခန်းစီတွားပြီးဘယင်ကြီးထွက်သွားပြီအထင်နဲ့ငိုယိုနေခဲ့ပါတယ်အဲ့ဒီနောက်ဘယင်ကြီးဟာရုတ်တရက်သူမနဘေးနာရောက်လာပြီးနှစ်သိမ့်ပေးခဲ့ပါတယ်အဲ့ဒီနောက်တော့သူမဟာဘယင်ကြီးနဲ့မခွဲနိုင်တဲ့အတွက်နန်းတော်ပြန်လိုက်သွားပြီးမိဖုရားကြီးရာထူးကိုခံယူဖို့ဆုံးဖြတ်ခဲ့လိုက်ပါတယ်အဲ့ဒီနောက်ဘယင်ကြီးကငါသမားတော်ရဲ့တေချာစစ်ဆေးပြီးနင်းခဏခဏမက်ညံပြောက်တာကအဲ့ဒါဥကောင်းထိခိုက်ထားလို့မဟုတ်ဘူးနန်းတွင်ထဲကတယောက်ကနင်းကိုအစိတ်ခတ်ထားတာဟုတ်တယ်ငါလည်းနန်းတွင်ထဲကလွန်းဝက်စာတစ်စောင်ပေါက်ကြားမှပဲသိရှိခဲ့တာဆိုပြီးပြောကြားတဲ့အခါမှာတော့သူမကလည်းအော်ငါအဲ့ဒါကြောင့်ခဏခဏတတိလစ်နေတာကိုလို့စဉ်းစားပြီးအဲ့ဒီအစိတ်ကိုဘယ်လိုလုပ်ရင်ပျောက်ကင်းနိုင်တယ်လို့ပြန်မေးလိုက်တဲ့အခါမှာတော့ဘယင်ကြီးကဒီအစိတ်ကအချစ်မဲ့အစိတ်လို့ခေါ်တယ်ဒီအစိတ်ကတော်ရုံတန်ရုံပျောက်ကင်းဖို့တော့မဖြစ်နိုင်ဘူးဒါပေမဲ့ဝေးလံခေါင်းပါတဲ့ရေခဲတောင်ကဂျင်စစ်တစ်မျိုးရဲ့တော့ဒီအစိတ်ကပျောက်ကင်းနိုင်တယ်လို့ပြောကြားခဲ့ပါတယ်အဲ့ဒီချိန်ရုတ်တရက်သူတို့ကိုတပ်ဖြတ်ရန်လူတစုကဝိုင်းလာခဲ့ပါတယ်အဲ့ဒီနောက်တော့ဘယင်ကြီးနဲ့မူးမတ်များကတပ်ဖြတ်ရန်ကြံစီတဲ့လူတွေကိုတွားရောက်တိုက်ခိုက်ခဲ့ပါတယ်ဒီလိုနဲ့တိလိုက်ရတာကဘယင်ကြီးကိုတပ်ဖြတ်ရန်ကြံစီတဲ့သူတွေဟာတခြားတိုင်းပြည်မှမဟုတ်ပဲမိမိတိုင်းပြည်ကအရာရှိတယောက်ဖြစ်တယ်ဆိုတာကိုသိရှိလိုက်ရပါတယ်အဲ့ဒီနောက်တော့မင်းသားလေးဟာဘယင်ကြီးဖြစ်သူကိုဘယင်ကြီးအာဏာကိုအတုံးချပြီးလူလင်ရော့ကိုတိမ့်ပိုက်လို့ရတာကိုဘာကြောင့်မျက်နှာဖုံးဆုပ်ပြီးဟန်ဆောင်နေလဲလို့မေးလိုက်တဲ့အခါမှာတော့ဘယင်ကြီးကငါအာဏာကိုအတုံးချပြီးသူမကိုမတိမ့်ပိုက်ချင်ဘူးငါကသူ့စီကအချစ်ကိုပဲရယူချင်တာလို့ပြောကြားခဲ့ပါတယ်အဲ့ဒီနောက်တော့မင်းသားလေးလည်းသူမကိုတေချာဆောက်ရှောက်ပါမင်းကြောင့်သူမဝမ်းနေရရင်ငါတို့တိုင်းပြည်အချင်းချင်းစစ်ဖြစ်ပြီပဲလို့ကြေညာခဲ့ပါတယ်ဘယင်ကြီးလည်းအဲ့လိုတော့ဘယ်တော့မှမဖြစ်စေအောင်စိတ်ချဆိုပြီးထွက်သွားခဲ့ပါတယ်ဒီလိုနဲ့ညဖက်ရောက်တော့ဘယင်ကြီးကသူမကိုသူမခန္ဓာကိုယ်ထဲကအစိတ်ပြေပြောင်းမစေးရှာပေးမယ်လို့ကတိပေးခဲ့ပါတယ်သူမကလည်းအစိတ်ပြေပြောင်းသွားတဲ့အခါဘယင်ကြီးနဲ့အတူတာသမီများစွာမွေးမယ်လို့ကတိပေးခဲ့ပါတယ်တစ်ဖက်မှာမေတော်ကြီးကသူတို့ပြန်လာတဲ့အကြောင်းကြားတော့အစီခံဖြစ်သူကိုသူတို့ကဂုံရှိပြီးပြည့်စုံနေကြတော့ပေါ့ငါကြတော့ဘာကြောင့်နန်းတော်မှာတယောက်တည်းပိတ်မိနေရလဲလို့ပြောပြီးမိဖုရားငယ်ကိုခေါ်ခိုင်းခဲ့ပါတယ်အဲ့ဒီနောက်မေတော်ဖြစ်သူကတိုင်းပြည်ရဲ့အာဏာတစိမ့်သုံးကိုသူမကိုပေးအပ်ခဲ့ပါတယ်အဲ့ဒီနောက်သူမကိုဒီတစိမ့်သုံးနဲ့ကိုအပ်လိုက်ပြီဆိုတော့ငါလည်းစိတ်အေးရပြီနောက်နောင်ကိုနန်းတော်ကိုတေချာအုပ်ချုပ်ဖို့မှာကြားခဲ့ပါတယ်အဲ့ဒီနောက်ဘယင်ကြီးဟာသူမကိုမေတော်ကြီးနေရာထူးတင်မြောက်ကတစိမ့်သုံးထူးနှိပ်ခဲ့ပါတယ်အဲ့ဒီနောက်တော့ဘယင်ကြီးဟာသူမခန္ဓာကိုယ်ထဲကအစိတ်တွေပြေပြောက်ဖို့အတွက်အလွန်ဝေးလံပြီးအန်ဒီယံများလွန်းတဲ့ရေခဲတောင်ဒေသကိုကိုယ်တိုင်တွားရောက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်သူမကတော့ဘယင်ကြီးကိုစိုးရိမ်တာကြောင့်မဖြစ်ဘူးအန်ဒီယံများလွန်းနဲ့မတွားပါနဲ့လို့ပြောပေမဲ့လည်းဘယင်ကြီးကတော့ငါတို့နှစ်ယောက်ရဲ့အနာဂတ်အတွက်ပဲဟုတ်တယ်ဆိုပြီးတွားဖို့ဆုံးဖြတ်ခဲ့ပါတယ်ရှင်မြင်ထွက်သွားပြီးနောက်သူမကအမတ်ကြီးချောင်းကိုမေတော်ကြီးရဲ့အကြောင်းကိုမေးမြန်းခဲ့ရမှာအမတ်ကြီးချောင်းကမေတော်ကဧကရရဲ့အမေရင်းမဟုတ်ဘူးဧကရရဲ့အတော်ပဲဟုတ်တယ်ဘယင်ရဲ့အမေရင်းဖြစ်သူကဘယင်ရဲ့အသက်6နှစ်မှာပဲတည်ဆုံးသွားတယ်အဲ့ဒါကြောင့်တူညီမဖြစ်သူစီမှာအနံခဲ့တာလို့ရှင်းပြခဲ့ပါတယ်အဲ့ဒီနောက်တော့သူမကဘာလို့မေတော်ကြီးကတခြားလူတယောက်လိုရုတ်တရက်ပြောင်းလဲသွားတာလဲအစကတည်းကဟန်ဆောင်ပြီးဆက်ဆံနေရလားဆိုတာသူမစဉ်းစားနေပါတယ်အဲ့ဒီနောက်သူမကမေတော်ရှိရာထံသွားပြီးမေတော်ကြီးနေမကောင်းကြားလို့လာကြည့်တာပါလို့ပြောကြားခဲ့ပါတယ်အဲ့ဒီချိန်မေတော်ကြီးရဲ့စိတ်ထဲမှာတော့ဒီကောင်မအာနာရတာမကြသေးဘူးငါ့ကိုပါဝါလာကြပြီဆိုပြီးတွေးနေမိခဲ့ပါတယ်ဒီလိုနဲ့မေတော်ကြီးကစိတ်ပူစရာမလိုဘူးနင်းလာတာနဲ့ငါကြမ်းမရေးကောင်းလာပြီလို့ပြောဆိုခဲ့ပါတယ်တကယ်တမ်းဘယင်ကြီးကိုလှုပ်ကြံပြီးတပ်ဖြတ်ခိုင်းစီသူမှာမေတော်ကြီးဆိုတာသူမတိနေခဲ့ပါတယ်အဲ့ဒါကြောင့်မေတော်ကြီးကိုကျမမတိတဲ့ကိစ္စတစ်ခုရှိတယ်ကျမကိုမိဖြင့်ခေါင်ကြီးဖြစ်တင်မြောက်ချင်တာကပြစ်မှုကျူးလွန်ထားတဲ့သူရဲ့တမီးဟုတ်လို့မလားလို့မေးမြန်းခဲ့ပါတယ်သူ
သူမကိုထိန်းချုပ်ဖို့ကြံစီထားတဲ့မေတော်ကြီးကထိန်းချုပ်မရတော့ဘူးဆိုတာတိသွားတော့မိပြင်ခေါင်ကြီးကနောက်နေတာပဲမိပြင်ခေါင်ကြီးလိုညံကောင်းပြီးပညာရှိတဲ့လူကိုကျမဘယ်လိုထိန်းချုပ်မှလဲလို့မေတော်ကြီးကပြန်လဲပြောဆိုခဲ့ပါတယ်အဲ့ဒါကိုကြားတော့သူမကလည်းအရင်တုန်းကမေတော်ကြီးပေါ်ပြောမဆူမားတာရှိရင်ခွတ်လွတ်ပါဆိုပြီးအရွယ်တိုက်ပြီးထွက်သွားပါတယ်အဲ့ဒီညမှာပဲမေတော်ကြီးကထုံးစံအတိုင်းအိမ်မက်ဆိုးတွေမှတ်ပြီးနိုးလာခဲ့ပါတယ်အဲ့ဒီနောက်တော့သူမကမိဖျားငယ်ကိုခေါ်ကြားခိုင်းစေခဲ့ပါတယ်တစ်ဖက်မှာတော့အစီခံမလေးကသူမအတွက်အဝတ်အစားတွေပြင်ဆင်ပေးနေခဲ့ပါတယ်မိဖျားငယ်ကသူမရှိရာအဆောင်တို့ရောက်လာပြီးအိမ်ငွေချကအဆောင်ပတ်လဲဓာတ်စီလောင်းခဲ့ပါတယ်အဲ့ဒီနောက်တော့အဆောင်တစ်ခုလုံးမီးရှို့ပြချခဲ့ပါတယ်တစ်ဖက်မှာတော့မေတော်ကြီးဖြစ်သူကသူမအစီအစဉ်မအောင်မြင်ပါဆိုလို့စိတ်ပူပန်နေခဲ့ပါတယ်ဒါပေမဲ့လည်းအဆောင်တစ်ခုလုံးပြကြကသူမတည်သွားပြီဆိုတာတီးရှိလိုက်ရတဲ့အခါမှာတော့မေတော်ကြီးကစိတ်အေးချမ်းသွားခဲ့ပါတယ်ဒီလိုနဲ့ဘရင်ကြီးဖြစ်သူဟာသူမအတွက်ရှားပါခြင်းစင်းကိုခက်ခက်ခဲခဲရှာဖွေပြီးရောက်ရှိလာပါတယ်သူပြန်ရောက်လာတဲ့အခါမှာတော့တွေးရှိလိုက်ရတာကသူတိတ်ချရတဲ့ဇနီးလေးမီးလောင်ထားတဲ့အလောင်းကိုသာတွေးရှိခဲ့ရပါတယ်ဘရင်ကြီးမှလည်းသူမအတွက်ယူလာတဲ့ခြင်းစင်းကိုကင်ပြီးသူမအလောင်းကိုကြည့်ကတွေးအံပြီးမိလဲသွားပါတော့တယ်အဲ့ဒီနောက်ဘရင်ကြီးကမေတော်ကြီးရှိရာထံလက်စားချေဖို့ရောက်ရှိလာပါတယ်မေတော်ကြီးကမတိဟန်ဆောင်ပြီးဒါပါတဘောလဲလို့မေးလိုက်တဲ့အခါမှာတော့မိဖျားငယ်ဖြစ်သူဟာမိဖျားကြီးကိုတပ်ပေးရင်မေတော်ကြီးကရာထူးတိုးပေးမယ်ဆိုပြီးခိုင်းစီခဲ့တာဖြစ်ပါတယ်လို့ပြောကဘရင်ရဲ့ခြေထောက်ကိုဒူးထောက်ကတောင်းပန်နေခဲ့ပါတယ်ဒါပေမဲ့လည်းဘရင်ကြီးကသူမကိုရာထူးကချလိုက်ပြီးမိဖျားကြီးကိုကိုယ်တိုင်မီးရှို့တက်ဖြတ်ခဲ့တာကြောင့်သူမကိုမွန်းတဲချိန်နေ့လယ်12နာရီတိတိမှာမီးရှို့တက်ဖြတ်ဖို့အမိန့်ပေးလိုက်ပါတယ်အဲ့ဒီနောက်သူမကိုမီးရှို့တက်ရန်မူးမတ်များခေါ်သွားပါတယ်အဲ့ဒီနောက်ဘရင်ကြီးကငါရဲ့အချစ်ဆုံးမိန်းမကိုလည်းမင်းမတက်ခဲ့တာငါရဲ့မေတော်ကိုလည်းမင်းမတက်ခဲ့တာငါအမေကမင်းကိုအားနာတဲ့ခံစားချက်ရှိတယ်ဆိုလို့တာငါအမေကိုကောင်းကောင်းဆက်ဆံပြီးနန်းတက်ကလေးကနေငါအမေနေရာမှာထားပြီးခဲ့တာမင်းကငါမေတော်တစ်ဖွဲ့လုံးကိုမီးရှို့တက်ခဲ့တာဒါပေမဲ့မင်းတက်ခဲ့တဲ့လူတွေထဲမှာတယောက်ကအသက်ရှင်သေးတယ်ဒီမှာသူတက်တီနဲ့တကွာထုတ်ပြထားတဲ့စာအုပ်ဆိုပြီးမှသူမကိုပြသခဲ့တယ်ငါအမေကတော့မင်းကိုအရန်ကောင်းအောင်ဂူးဆိုင်ခဲ့ပြီမဲ့မင်းကတော့သူ့ဘောခက်ခဲအောင်လုပ်ပြီးတေးအောင်လုပ်ခဲ့တယ်အဲ့ဒီချိန်တက်တီတွေအားလုံးပေါ်သွားပြီဆိုတော့သူမကကျမနန်းဆောင်မဝင်ချင်တာကိုအမကစွတ်ဝင်ခိုင်းခဲ့တယ်ဘရင်ရဲ့ချစ်ချင်းကိုကြတော့သူပဲရယူပြီးငါမှတော့တစ်ချိန်လုံးနန်းတော်ထဲမှာခံစားနေရတယ်အဲ့ဒါကြောင့်သူမကလက်စားချီဖို့တက်ဖြတ်ခဲ့တာလို့ပြောကြားခဲ့ပါတယ်အဲ့ဒီနောက်သူမကနင်းကဒီဘာမှမဟုတ်တဲ့လက်စားချီမှုလေးရဲ့ကိုမေတော်ကိုပြန်တတ်တဲ့ဘရင်ဆိုပြီးနာမည်အပြတ်ခံတော့မှလားလို့ပြောတဲ့အခါမှာတော့ဘရင်ကြီးကလည်းဒီနာမည်ကငါအတွက်ဘာမှအရေးမကြီးဘူးဒီနာမည်ကြောင့်ငါရဲ့မိဖုရားပြန်ရှင်လာမှာမဟုတ်ဘူးမင်းကငါရဲ့တော်လေးဖြစ်တဲ့အတွက်ကြောင့်ညံ့ညာတဲ့အနေရဲ့ကိုအဆုံးစီရင်ခွင့်ပေးမယ်ဆိုပြီးဒါတလက်သူမကိုပေးခဲ့ပါတယ်အဲ့ဒီနောက်သူမလည်းနောင်တရကငိုရိုပြီးတမလွန်မှာငါအမောက်ငါဘလို့မျက်နာပြရတော့မလဲမသိဘူးကိစ္စအားလုံးအတွက်တောင်းပန်နေဆိုပြီးကိုအဆုံးစီရင်လိုက်ပါတော့တယ်ဒီလိုနဲ့ဘရင်ကြီးလက်အသေးကွဲပြီးသူမနဲ့ပထမအဆုံးတွေးတဲ့နေရာမှာအရက်တောက်ရင်လွမ်းဆွတ်နေခဲ့ပါတယ်အဲ့ဒီနောက်သူမနဲ့ပထမအဆုံးဆုံတွေ့တဲ့အခိုက်အတန့်ကိုတတိယနေခဲ့ပါတယ်အဲ့ဒီလိုစဉ်းစားနေချိန်သူမရုတ်တရက်ရောက်ရှိလာခဲ့ပါတယ်အဲ့ဒီချိန်ဘရင်ကြီးလည်းအလွန်ဝမ်းတာပြီးနင်းပဲပြောင်းနေရလဲငါအရန်လွမ်းတယ်လို့ပြောတဲ့အခါမှာတော့သူမကလည်းရှင်းကိုမခွဲနိုင်လို့လာတွေ့တာဟုတ်တယ်လို့ပြောဆိုခဲ့ပါတယ်အဲ့ဒီနောက်ကဘာတစ်ခုရှိတာကိုယုံလာလို့မေးပြီးနောက်ဘဝကျရင်ကဘာတစ်ခုထဲမှာပဲကလေးတွေများစွာမွေးပြီးနေထိုင်သွားချင်တယ်လို့ပြောရင်ပွေဖတ်လိုက်ပါတယ်ဒီလိုနဲ့ဇက်လန်လေးကတော့ပြီးဆုံးသွားပါတယ်ဇက်လန်လေးကိုမရှင်းတဲ့ညီကိုတွေကိုကျွန်တော်နည်းနည်းပြန်လဲရှင်းပြပေးချင်ပါတယ်သူမဟာတည်ဆုံးသွားပြီးသူမမူလလာတဲ့ကဘာကိုပြန်တွားရမှာပဲဖြစ်ပါတယ်ဒါပေမဲ့လည်းသူမမထွက်ခွာခင်ဘရင်ကြီးကိုနောက်ဆုံးအနေနဲ့လာရောက်နှုတ်ဆက်ခြင်းပဲဖြစ်ပါတယ်နောက်ထပ်အတစ်ထွက်မဲ့တရုတ်ဇက်လန်ကောင်းလေးတွေကိုတင်ဆက်ပေးမှာမို့ကျွန်တော်ရဲ့ YouTube channel လေးကိုလည်း subscribe လုပ်ပြီး comment မှာ hi ပေးခဲ့ပါကြည့်ရှုသူအယောက်စီ